zombie apocalypse ကြီးအလယ်မှာ Las Vegas ကိုဖျက်ဆီးဖို့ကြိုးစားတဲ့ survivor အဖွဲ့ဒါပေမဲ့ဒီ zombie တွေကတာမန်မဟုတ်ဘူးသူတို့မှညံရှိလာပြီဒီ virus ကြောင့်ကဘာကြီးပျက်စီးသွားပြီးနောက်မြို့ကြီးအများစုဟာ zombie တွေနဲ့ပြည်နေတဲ့မြို့ပြက်တွေချစ်သွားခဲ့ပါတယ်အသက်ရှင်ကျန်နေတဲ့လူအနည်းစုကတော့လုံခြုံတဲ့နေရာတစ်ခုကိုရှောင်ပြီးရင်တဲကန်နာယာလမ်းတွေကိုဖျက်ပြီးခရီးသွားနေကြပါတယ်။ဒီနေ့မှာသူတို့ဟာတဲတွေနဲ့ဖုံးလွှမ်းနေတဲ့ Las Vegas မြို့ကိုရောက်လာပါတယ်။တစ်ချိန်ကမိရောက်တွေတောက်ပနေတဲ့မြို့ကြီးဟာအခုတော့တိတ်ဆိတ်ပြီးအန်ဒီယေပြည့်နေတဲ့မြို့ပြက်တစ်ခုထိနေပါတယ်။လမ်းမတစ်ခုအနားမှာသူတို့ဟာတဲထဲမှာမြုပ်ထားတဲ့ကွန်တိန်နာကြီးတစ်ခုကိုတွေ့လိုက်ပါတယ်။အထက်မှာအစားတောက်ဒါမှမဟုတ်အသုံးဝင်တဲ့ပစ္စည်းတွေရှိမယ်ထင်ပြီးသူတို့ကွန်တိန်နာကိုဖွင့်ကြည့်လိုက်ပါတယ်။ဒါပေမဲ့ကွန်တိန်နာထဲမှာရှိနေတာကသူတို့မမျောလင့်ထားတဲ့အရာတစ်ခုဖြစ်ပါတယ်။အထက်မှာ Umbrella Corporation ရဲ့စံတတ်မှုကတည်းကထိန်းထားခဲ့တဲ့ zombie အစုကြီးဖြစ်နေပါတယ်ကွန်တိန်နာဖွင့်လိုက်တာနဲ့ zombie တွေတခါတည်းအပင်ကိုထွက်လာပြီး survivor အဖွဲ့ကိုဝိုင်းတိုက်ခိုက်ပါတော့တယ်ပိုဆိုးတာကဒီ zombie တွေကတာမန် zombie မဟုတ်ပဲပုံမြန်ပြီးပုံညံရှိတဲ့ smart zombies ဖြစ်နေပါတယ် survivor တွေကကားတွေကနေပစ်ခတ်ပြီးအသက်ရှင်ဖို့စ조사ကြပြီမြဲ zombie အစုကြီးကမီးရနာဝိုင်းတိုင်နေပါတယ် Alice ဟာ Umbrella Corporation ရဲ့စံတတ်မှုကြောင့်တာမန်လူတဲ့ပုံမအားကောင်းတဲ့စွမ်းအားနဲ့ရရှိထားသူဖြစ်ပါတယ်သူမဟာ zombie စုကြီးကိုရင်ဆိုင်ပြီး survivor အဖွဲ့ကိုကယ်တင်ဖို့တိုက်ခိုက်ပါတော့တယ် Las Vegas ရဲ့တဲဖုံးလမ်းမတွေထဲမှာလူသားတွေနဲ့ zombie အစုကြီးကြားအကြမ်းစားတိုက်ခိုက်ပွဲတစ်ခုဖြစ်ပွားလာပါတယ်တိုက်ခိုက်ပွဲပြီးနောက် Alice ဟာ Umbrella Corporation ရဲ့လူ့ဘက် Santa Scan ကိုဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်ဒါဟုမင်းပြီးစံတတ်မှုကိုအမိန့်ပေးခဲ့တဲ့သူကသူ့တလွတ်ထိုရဲရင်စီကိုအပြေးထွက်ပြေးပါတယ်ဒါပေမဲ့သူထွက်ပြေးနေတဲ့အချိန်မှာ zombie တွေကောင်ကသူ့ကိုကိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာရဟရင်ပြန်တက်သွားပြီသူဟာ zombie ကူးစက်မှုနဲ့အတူရဟရင်ပေါ်မှာပဲလွတ်မြောက်သွားပါတော့တယ် Alice ကတော့ Umbrella Corporation ရဲ့မကောင်းမှုတွေကိုရက်တက်ဖို့ဆုံးဖြတ်ပြီးတိုက်ပွဲကိုဆက်လက်ဆင်နွှဲဖို့ပြင်ဆင်နေပါတယ်